မင်္ဂလာပါဗျကျွန်တော်ဒီနေ့ဆက်ကြောတက်တဲ့အကြောင်းပြောပြမှာဖြစ်ပါတယ်ဒီလိုနဲ့ဖက်တက်တာပေါ့နော်ဆက်ကြောတက်တာကိုကျွန်တော်သိသလောက်ပြောပြမယ်နံပါတ်1ဘာလို့ဆက်ကြောတက်နိုင်လဲဆိုတော့မျက်လုံးကြောဆက်ကြောတက်နိုင်တယ်ကျွန်တော်အမျက်မှန်ပေါင်းအောင်တက်ပြီဆိုလို့ရှိရင်ဆက်ကြောတက်လာတာပဲတခါတခါကျလို့ရှိရင်ဒီဆက်ကြောကြီးကတင်းနေတဲ့ခံစားချက်ကြီးရှိတယ်အဲဆိုရင်ကျွန်တော်ကပထမအောင်ဆုံးမျက်မှန်မဆန်ခင်မျက်မှန်ဆန်ဖို့အချိန်မရခင်တခြားအကြောင်းအရာတွေရှိမလားလို့ကျွန်တော်ဖန်တစ်ပတ်လို့စာပြီးစဉ်းစားတယ်။ဘယ်ချိန်မှဆက်ကြောတက်မလဲဆိုတော့ကျွန်တော်တို့ဒီအကျိုးကိုပြေလျှော့နိုင်တယ်၊ကြွက်သားကိုပြေလျှော့နိုင်တယ်၊မက်ဂနီဆီယမ်လောက်မရှိရင်ဆက်ကြောတက်တယ်။အခုဆိုလို့ရှိရင်ကျွန်တော်ရှိမှာမက်ဂနီဆီယမ်ဖြန်းတဲ့ဆေးလေးရှိတယ်။မက်ဂနီဆီယမ်ဖြန်းတဲ့ဆေးလေးပေါ့။ဒီလိုဖြန်းလိုက်လို့ရှိရင်ဆက်ကြောတက်တာတက်တာသွားတယ်။ကျွန်တော်မနေ့ကဆိုလို့ရှိရင်မျက်မှန်ပြောင်းထားသိမကြဘူး။မကြသေးဘူး။မကြသေးတဲ့အတွက်ကြောင့်ဆက်ကြောတက်လာတယ်ဆိုတော့ကျွန်တော်ဒီရက်ပိုင်းမှာလည်းဒီရက်သိမ့်မစားအောင်စီဆန်လည်းသိမ့်မစားအောင်ဆိုတော့မက်ဂနီဆီယမ်လိုရထဲတဲ့မက်ဂနီဆီယမ်ကိုကျွန်တော်ဒီလိုတစ်ဖက်ကိုဖြန်းပေးလိုက်တယ်သက်သာသွားတယ်အဲဆိုတော့မက်ဂနီဆီယမ်နဲ့တက်တယ်ဒါပြင်အသီးရွက်တွေမှာပါတဲ့ B complex ပေါ့နော် B complex လို့ခေါ်တဲ့ဗီတာမင် B တွေချုပ်တက်လို့ရှိရင်လည်းဆက်ကြောတက်တယ်အဲဆိုလို့ရှိရင်တော့တချို့တွေကအကြောပြည့်စီလို့ခေါ်တဲ့ Big B10 ပေါ့ Big B10 ဆိုဗီတာမင် B1 ရယ် B12 ရယ် B6 ရယ်ပေါ့နော်ဒီလိုစီးတက်တောက်လိုက်လို့ရှိရင်လည်းသက်သာသွားတာရှိတယ်အဲ့လိုမှမဟုတ်ဘူးတချို့တွေကအရင်က sprint time များတယ်သူ့ရဲ့ပူချာပေါ့နော်လှုပ်ရှားမှုကမမှန်ဘူးဆိုလို့ရှိရင်တော့အကြောပြည့်လေ့ကျင့်ငန်းပေါ့နော်မှတ်ပြီး YouTube မှာလည်းအခုရှာလို့ရတယ်ဆက်ကြောတက်လေ့ကျင့်ငန်းများပေါ့နော်ဆက်လေ့ကျင့်ငန်းများဆိုရှာလိုက်လို့ရတယ်အဲ့လိုလေ့ကျင့်ငန်းလေးလုပ်လိုက်လို့ရှိရင်ဆက်ကြောတက်တာတက်တာသွားတယ်အဲ့လိုမှမဟုတ်ဘူးမျက်မှန်လည်းပြောင်းပြီးသွားပြီမက်ဂနီဆီယမ်လည်းတောက်ပြီးသွားပြီကယ်လ်ဆီယမ်လည်းတောက်ပြီးသွားပြီမက်ဂနီဆီယမ်တောက်ရင်ကယ်လ်ဆီယမ်မှာဖြစ်တော့ရတာဟုတ်ပုံမှန်အဖြစ်ကတော့နော်ပြီးတော့ဗီတာမင် B complex လည်းတောက်ပြီးသွားပြီဆိုရင်မဖြစ်နိုင်လေလေကျွန်တော်နှစ်ခုထပ်စဉ်းစားတယ် shoulder pain ကိုစစဉ်းစားတာပေါ့နော်သူအကြောတက်တာနဲ့နာကျင်တာနဲ့သူနှစ်ခုရှိတယ် shoulder pain မှာသူ့ကိုမေးတယ်ကျွန်တော်တို့အမြဲတမ်းမေးတယ်ဆက်ကြောတက်တက်လားဟုတ်ပြီဆက်ကြောတက်တယ်ဆက်ကြောကနာလာလားတက်တာလားဆက်ကြောကနာတယ်ဗျာအဲ့လိုမေးကုန်မျိုးအဲ့လိုဖြေတယ်ဖြေတဲ့ခါကျရင်ကျွန်တော်ဆက်မေးတယ်နော်ကျွန်တော်ဆက်မေးတယ်ဘာအောင်ဆက်မေးလဲဆိုလို့ရှိရင်အဲ့လိုဆက်ကြောတက်တာကနားတယ်ဆိုလို့ရှိရင်ဘယ်ဘက်နဲ့ညာဘက်ပူနာလဲလို့မေးတယ်တချို့တွေကညာဘက်ဆက်ကြောပူနာတယ်တချို့တွေကဘယ်ဘက်ဆက်ကြောပူနာတယ်ညာဘက်ဆက်ကြောပူနာတယ်ဆိုတော့အသေးနဲ့ဆိုင်တယ်ညာဘက်ဆက်ကြောနာတယ်ပြီးတော့ကျွန်တော်ဆက်မေးကုန်မေးတယ်အာကောင်6လားရင်ပူလားဟုတ်ပြီအာကောင်နဲ့6တယ်တခါတည်းရင်ပူတယ်ဟုတ်ပြီဝမ်းချုပ်တက်လားလေးပွားတက်လားအခုရက်ပိုင်းစိတ်ခံစားချက်အရင်ပြင်းထန်လာလားသတိမေ့လွယ်လာလားဒီလိုမင်းကုန်းမျိုးတွေမေးတယ်ပုံမှန်အဖြစ်တော့အစားအသောက်နဲ့ဆိုင်တဲ့လုပ်ငန်းတွေပေါ့နော်အာကောင်6တာတော့ဝမ်းချုပ်တာတော့လေးပွားတာတော့စကြည့်တာတော့ဟုတ်ပါတယ်ဆိုလို့ရှိရင်တော့လေအသေးစီလေးပေးလိုက်ရင်တိတ်မကြောက်အိတ်ဆက်ကြောညာဘက်ဆက်ကြောတက်တာတတ်တာသွားတယ်အဲကြောင့်ညာဘက်တစ်ဖက်တည်းဆက်ကြောတက်နေတယ်ဆိုရင်တော့ပုံမှန်အဖြစ်အသေးကြောင့်ဖြစ်နိုင်တယ်အဲဆိုစီကဘယ်ဘက်ဆက်ကြောကိုဘယ်ဘက်ဆက်ကြောတက်လို့ရှိရင်ကျွန်တော်နှလုံးကိုနည်းနည်းဆိုရင် refer ပေးဖြစ်နေတော့အဲ့တော့ဘယ်ဘက်ဆက်ကြောတက်တာပဲလားဟဲ့ဘယ်ဘက်သွားတွေကိုကျင်လားကျွန်တော်မင်းကဆက်ပြီးတယ်အာဆီယံဘယ်ဘက်သွားတွေတော့မကျင်ဘူးဘယ်ဘက်ဆက်ကြောပဲတက်တာအဲ့ဆိုဆက်ပြီးတယ်ဆက်ပြီးတော့နှလုံးအဆင်ပြေလားမပြေလားဆိုတော့ထပ်ပြီးတယ်ရင်တုံတက်လားရင်တော့မတုံဘူးဆရာအဲ့ဆိုနှလုံးသိအဲ့ဆိုရင်ရင်ဘက်အောင်လားမောတက်လားအရင်ကတော့အလုံးလုံးနိုင်လားမလုံးနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့မအောင်ဆက်ဆောင်နေဆိုတော့ညာဘက်အိတ်လိုက်လို့ရှိရင်တယောက်ဘလူးတရက်စီးသလိုလက်နိုးလား proximal nodal dyspnea နော်တချို့တွေဆိုလို့ရှိရင်ရေမွန်းသလိုလက်နိုးကြတယ်ပေါ့ဟုတ်ပြီတချို့ဆိုလက်အိတ်လို့ပြန် orthopnea လို့ခေါ်တာပေါ့အဲ့လိုမျိုးတွေရှိတယ်ပြီးမနေ့ပိုင်းတလိပ်ထွက်လားတလိပ်ကဘာရောက်ထွက်လဲပန်းရောက်ထွက်တယ်ဆိုလို့ရှိရင်တော့နှလုံးရောဂါဖြစ်နိုင်တာပေါ့အဲ့လိုမျိုးမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့စိုးရိမ်မှုပဲအဲ့ဆိုစိုးရိမ်မှုဆိုလို့ရှိရင်တော့ကျွန်တော်စိတ်လျှော့တဲ့အသက်ရှူလေ့ကျင့်ငန်းကျွန်တော်တို့လောက်ခိုင်းတယ်ဒါပေါ့တရားထိုင်ခိုင်းတယ်လေ့ကျင့်ငန်းလောက်ခိုင်းတယ်အဲ့ဆိုတိတ်မကြောက်ဘယ်ဘက်ဆက်ကြောတက်တာလဲစိတ်ပြေသွားတယ်ဒါကကျွန်တော်ဆက်ကြောတက်တာကိုကျွန်တော်ကျမ်းမာရေးပြဿနာကိုဖြေရှာပေးတယ်ဆွေးနွေးပေးတယ်ကျွန်တော်ကျမ်းမာရေးပြဿနာနဲ့အလုံးလုံးနေတဲ့သူတွေနဲ့တိုက်ဆိုင်ပြီးတော့ကျွန်တော်ဒီဆက်ကြောတက်တဲ့အကြောင်းလေးပြပြပေးတာဖြစ်ပါတယ်ကျွန်တော်မနေ့တော့ကတော့ဗီဒီယိုလေးမတင်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ဗီဒီယိုလေးကိုတော့ Facebook နဲ့ YouTube ရောနှစ်ခုသလုံးမှာတင်ပေးပါမယ်ကျွန်တော်ဒီနေ့ဆက်ကြောတက်တဲ့အကြောင်းကိုပြပြပေးတာဟာကျွန်တော်ရဲ့ practice မှာတွေ့ဘူးသလောက်သာဖြစ်ပါတယ်တခြားသောအကြောင်းတွေလည်းဖြစ်နေတာပေါ့နော်တခြားယောဂတွေကြောင့်လည်းဆက်ကြောတက်တာဖြစ်နေနိုင်တာပေါ့ဒါပေမဲ့ကျွန်တော်တွေ့ဘူးသလောက်ကုသရလွယ်တဲ့အရာမျိုးလေးတွေကိုပြောတာဖြစ်ပါတယ်
စက်ကြုံနှိပ်ပေးတာဒါဆိုလို့ရှိရင်တော့အရင်ကြောတင်တာပေါ့နော်ပူချရဲသူရဲ့နေထိုင်မှုမှန်လို့အကြောတင်တယ်ဆိုစက်ကြုံနှိပ်ပေးတာရှိတယ်တချို့ဆို ruler လေးနဲ့နှိပ်တာလှည့်တာလေးရှိတယ်ဒါမျိုးလေးလုပ်ပြီးလို့ရှိရင်အဆင်ပြေတယ်တခါတည်းရကြလို့ရှိရင်တော့ရေရွေးကတ်တာလို့ကြက်ထုတ်ထိုးတာလို့ဒါမျိုးလေးတွေရတယ်အရင်ပြင်းထန်တော့အခက်ခဲပြောက်စီပေါ့နော်paracetamol လို့အရာမျိုးတွေတောင်းလို့ရတယ်ဒါပေမဲ့ paracetamol တော့အများကြီးတောင်းတာမကောင်းဘူးအချိန်ချိုင်းတောင်းတာမကောင်းဘူးเนาะသူ့မှာလည်းကြောက်ကက်ထိတာတော့တဲထိတာတော့ရှိတယ်ဒါကြောင့်မလို့တင့်တော်တဲ့ပမာဏကိုဆရာဝန်ညွှန်ကြားချက်နဲ့တောင်းလို့ရတယ်ဒါကတော့ဒါကျွန်တော်ပြပြတဲ့ပုံစံပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်ပြောမဲ့ဗီဒီယိုလေးကကျွန်တော်ရဲ့အတွေ့အကြုံများတာဖြစ်တယ်လိုအပ်ချက်ရှိသောဗီဒီယိုလေးလည်းဖြစ်နိုင်တယ်ဟုတ်ပြီအဲ့ဒါဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ပို့ပြီးတော့အသိပညာရကြပါစေဆက်တွေးခွန်နိုင်ကြပါစေကျွန်တော်နာမည်ဒေါက်တာဖြူမောင်ပါပါကျွန်တော်က wellness educator ဟိုပါနေထိုင်ဖို့အကြံပေးတယ်လို့ wellness advisor ကျန်းမာရေးပြဿနာတွေကိုကူညီဖြေရှင်းအဖြေရှာနေတဲ့ကျန်းမာရေးအကြံပေးတယောက်လည်းဖြစ်ပါတယ်ကောင်းသောနေ့လေး